အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဆရာအကားစောရေးသားထားတဲ့အဝိဇ္ဇာတော်တောင်းအတွဲတင်မှာစာစဉ်သုံးဖြစ်တဲ့ရွှေရင်သားခိုင်းဆိုတဲ့ကံပြရဇလံကောင်းလေးကိုပြောပြတင်ဆက်ပေးတော့မှာဖြစ်လို့အားလုံးပဲလိုက်ပါခန်းစားနှာစင်ပေးကြပါဦးခင်ဗျာရထားကြီးကတသိမ့်သိမ့်နဲ့ညှင်းသားစွာခုတ်မောင်းနေပါအထက်တန်းတွဲတဲ့နေရာမှာမမကြီးနဲ့စိတ်နှလုံးကလိုက်ပါလာခဲ့ကြမမကြီးရဲ့နဘေးမှာတော့မိခါလေးကကွေးကွေးလေးနဲ့အိမ်မောကြမမကြီးကဆေးဘောလေးလေးတစ်လေးကိုပစံရီတွင်ကနေထုတ်လိုက်ပြီးတော့ဖင်းစီကံကိုလက်သိမ်းနဲ့တောက်တော့ခောက်နေလုံးကမမကြီးရဲ့ပြီးမှုတွေကိုကြည့်လိုက်ပြီးခိုင်းချုပ်ကြီးအမှားစကားကိုမမကြီးကပိုးပိုးထင်းထင်းချိုးပေါ်လိုက်တာပဲစိန်လုံးရဲ့လေတံကအပြစ်တင်ခြင်းနဲ့လေတံပေါက်နေမှမမကြီးကသိပေမဲ့လည်းဘာမှမပြောဘဲနဲ့ရထားပရင်းမောက်ပြပမှာရှိတဲ့ရှူခင်းတွေကိုသာငေးမောကြည့်တယ်ဒီကလေး15နှစ်အရွယ်မြောင်မချင်းဘဘိုးမျိုးကိုမနှင်းမစီနဲ့လို့မှားထားရတဲ့မမကြီးဟာအခုဒီကလေးဘဘိုးကိုရောက်ရင်ကျင်းတဲ့ခိုင်းရှိကန်ကတိသွားကြမှာပဲကျုပ်ပြင်မလို့လောရမလို့မတွေးတတ်တော့ပါဘူးဗျာမတွေးနိုင်ရင်လည်းမတွေးနဲ့ပေါ့စိတ်နှလုံးရဲ့မင်းရဲ့အုံနောက်ကတွေးတော့ဖို့အတွက်သုံးလို့မှမရတော့စိတ်နှလုံးကမကျင်မနဲ့နဲ့မမကြီးကကျုပ်ကိုရမ်းနေတယ်ခိုင်းစည်းကမ်းရအစင်းမြင့်တဲ့ပုံကိုလေးစားမယ်ဆိုတဲ့အချက်ကြောင့်မမကြီးပြောတယ်ကကျုပ်နားထောင်နေတယ်လို့မှတ်ပါငါပြောတော့မမှန်ဘူးလားစိတ်နှလုံးရဲ့မင်းကဗာမြဲတွေးတယ်လို့စိတ်နှလုံးကဒေါသထွက်သွားမိပါအခုငါတို့ခိုင်းလည်းပြိုပွဲသွားပြီပူချုပ်ကြီးဆိုတာလည်းမရှိတော့ကျန်တဲ့ခိုင်းသားတွေထဲမှာငါကဩဇာအာဏာအကြီးဆုံးပဲမဟုတ်လားဒီတော့ဒီခိုင်းကြီးရဲ့ရှေးကငါရဲ့လက်ထဲမှာရှိရလို့ငါယူဆတဲ့စိတ်နှလုံးမမကြီးကကိုယ့်ကိုအထင်ကြီးနေတာပဲဗျဟာလေမမကြီးကအခုလက်ရှိခိုင်းမှာယာလူကြီးဆုံးဆိုပြီးတော့ဒီငါးကျူကြီးအမိန်တွေကိုပြောင်ပြောင်တင်းတင်းချိုးပေါက်တယ်ပေါ့လေငါလုံနေတာခိုင်းတွေပဲစိတ်လုံးရဲ့ငါတော့ခိုင်းကျူကြီးရဲ့ယူဆချက်မှားရနေလို့တတ်မှတ်တယ်ငါတို့ခိုင်းကငါတို့လက်ထက်ရောက်မှတကူဩဇာမိမိပြီးတော့ပြိုဝဲသွားတယ်ဖြစ်ကုန်ငါလက်မခံချင်ငါတို့ကလည်းအရင်ခိုင်းကျူတွေလောက်ပညာမထိုင်နေမယ်သူတို့ထက်တော့ပညာနေပါတဲ့လူတွေမဟုတ်ကြငါတို့လက်ထက်မှာငါတို့ခိုင်းကြီးကပုံမူစီပင်ပြန်ပွားလာတဲ့လူမထင်ဘူးလားဟောဒါတော့ဒါပေါ့မော်ကြီးအရင်ခိုင်းကျူကြီးကပြောညံ့တယ်လို့ငါထင်တယ်ငါတို့ခိုင်းတိုက်ခိုက်ခံရပြီးတဲ့အချိန်မှာလက်တော့ပြန်မအားမထုတ်ပဲနဲ့ခိုင်းသားတွေကိုခိုးကြောင်ခိုးဝဲနဲ့ပုံခိုင်းတယ်ပြီးတော့သူ့ရဲ့ရင်သွေးငါတို့ခိုင်းရဲ့မျိုးဆက်ကိုလည်းဘဘိုးမြင်မနေအောင်ဆိုပြီးတော့တနေ့တကြီးကိုဆွန့်ပစ်ခဲ့အခုဒီကလေးကမောင်သိန်းလက်ထဲမှာဘယ်လိုနေထိုင်ရလဲဆိုတာမင်းမြင်မလားဒါဆိုမမကြီးကဘာလုပ်ချင်လဲခိုင်းကျူကြီးရဲ့ဆွန့်ပစ်ချက်ကမှားရုံနဲ့တော့ငါယူဆခဲ့တာကြားပြီအခုငါတို့လက်ထဲမှာမိခါရှိနေပြီဆိုတော့ငါတို့ခိုင်းကိုပြန်လဲထူအောင်သိပြီးတော့ငါတွေးမိမိခါလေးအသက်ဆန်ကနေပြီးတော့မှာပဲ3-4နှစ်လောက်ဆောတာကိုမှားတယ်လို့မင်းယူဆသလားစိတ်နှလုံးစိတ်လုံးကခေါင်းကိုခက်မြင်မြင်ညှိလိုက်ပြီးတော့ကျုပ်ပြည်စီရှင်နဲ့မမကြီးတွေ့တာနဲ့ထပ်လူကြပါလေကျုပ်တို့ခိုင်းကအခုလက်ရှိဘဘိုးမှရှိနေတဲ့ခိုင်းကြီးတဲ့အစင်မနေပါဘူးဗျာအဲ့ဒါကိုခိုင်းကျူကြီးကဘာလို့ခိုင်းကိုဖြိုးဝဲကိုစဉ်းစားခဲ့တယ်လဲဆိုတာကိုကျုပ်တွေးမိအောင်အခုမမကြီးလုံးမဲ့အကြောင်းကိုကြားလိုက်ရတော့ကျုပ်ရင်ထဲမှာတန်တရားရှင်းသွားခဲ့ပြီမမကြီးရဲရတာလို့ကျုပ်မမကြီးထောက်ခံပြီးပါမမကြီးကဆေးဘောလေးကိုနှက်ခမ်းနဲ့အသာညှက်လိုက်ပြီးတော့မြင်းကြီးပြီးတစ်ချက်တစ်ချက်ရှိုက်ခွာလိုက်ပါမင်းတယောက်တည်းထောက်ခံလို့ဖြစ်သေးဘူးစိတ်လုံးရဲ့ခိုင်းဖို့ဝင်နေထောက်ခံဖို့ငါစီးရုံးရအောင်အဲ့ဒီမှာယထာကြီးကတပေါ်ဝန်းနဲ့တန်ရှိအိုးဆွဲလိုက်ပါနဗီနာမှာအိပ်ပြုံးနေတဲ့မိခကလေးကလန့်လို့သွားပါမိခဘေးဘက်ဝင်းကြီးကိုကြည့်လိုက်ရင်လည်းတပိညာတယ်အခုဘယ်ရောက်နေရလဲအမကြီးကမိခရဲ့အမေကိုမဖြစ်ပြင်းနဲ့ဆေးလေးကိုသာဆက်ပြီးတောက်နေတာကြောင့်မလို့စိတ်နှလုံးကအခုကယထာပေါ်ရောက်နေတာပဲဘဝတော့မယထာကြီးပေါ့ဒါဆိုအဖေရောလေအဲ့ဒါမင်းဖေမှာမဟုတ်တာမိခရဲ့မောင်သိန်းကမင်းဖေချင်းမဟုတ်ဘူးလို့ငါတို့ပြောခဲ့ပြီးပဲမိခကတစ်ချက်တွေ့ဝေသွားပြီးတော့မှန်ကြတော့မင်းငါတို့နဲ့ဘဝလိုက်ခဲ့မယ်မိခအခုကစပြီးတော့အဲ့ဒီကမမကြီးကမင်းကိုပြည့်စုံဆောင်ရှောက်ပေးလိမ့်မယ်မရဘူးတမိမနေချင်းအဲ့ဒီဘဝဆွေးနေရယူလို့မသွားချင်းတမိဖေစီပဲပြန်နေတယ်အဲ့ဒီခါမမကြီးကမိခရဲ့လက်ကိုဆွဲကင်လိုက်ပြီးတော့ရထားပရင်းမောက်ပြင်ဘက်ကိုတွန်းထုတ်လိုက်ပါမိခကရထားပရင်းမောက်ပြင်ဘက်ကိုထွက်သွားပြီးတော့လေပေါ်မှာတွဲလောင်းဖြစ်ရထားကြီးကအရှင်ပြင်းစွာနဲ့မောင်းနေနေတာမလို့မိခကအလုံးကိုကြောက်လန့်မိနေပါမင်းပြန်နေတယ်ဆိုရင်ငါမင်းကိုပြစ်ချပေးလိုက်မယ်မိခဘယ်လိုလဲမပြန်နေသေးလားမိခကခေါင်းခါပြအရှိမတော့ယထာလမ်းတစ်ပေးမှာရှိရတကားပေါင်ကြီးတစ်ခုနဲ့တဖြည်းဖြည်းနီးကပ်လာပြီးဖြစ်ပါမိခသာယခုအတိုင်းဆက်ပြီးနေရင်တော့အဲ့ဒီတကားပေါင်နဲ့တိုက်မိပြီးတော့ပွဲချင်းပြီးတည်ဆုံသွားနိုင်မှာမမကြီးဘာလို့တာလဲဗျအဲ့လိုမလုံးနဲ့လေစိန်လုံးကပြောဝင်မယ်လေမမကြီးကကြည့်မဆိုင်ပါ
ဘယ်လိုလဲမိခနင်အိမ်ပြန်ကျင်တယ်မလားမိခကခေါင်းခါပြလိုက်ပါမင်းမစားကပြောစမ်းမိခမပြန်ကျင်တော့ပါဘူးမမကြီးသမီးကိုချမ်းသာပြီပါအဲ့တော့မမကြီးကမိခကိုယထာတွဲအတွင်းကိုဆွဲထည့်လိုက်ပါတယ်မိခဝင်မကြခင်မှာပဲယထာကြီးကတရားကြီးတစ်ခုပေါ်နေဖြတ်တန်းလာခဲ့ပါမိခမှာကြောက်လန့်ပြီးတော့တကူလုံးတုံးရင်းနေပါမောင်နှင်းကမင်းဖေရင်မဟုတ်ဘူးလို့ပြောထားတော့မင်းကသူ့ကိုအဖေလို့ပဲထင်နေတော့မယ်အေးမင်းသူ့ကိုတိတ်လွှမ်းနေစင်းရသားယောဂကိုပြန်ပြီးတော့ကစုံရဲ့ခူးရောင်တဲ့ဘွားမှာပြန်ပြီးနေမလားမမကြီးကမေးလိုက်တဲ့ခါမှာမိခါကမျက်ရည်အဝိုင်းတန်းနဲ့ခေါင်းခါပြလိုက်ပါဦးသိန်းကိုမိခါကချစ်ခင်တွေ့တာလုံးပဲမလဲဒေါ်ဝေခင်တို့ရဲ့တာမီနှိမ့်ဆက်မှုတွေကစုံရဲ့ရောင်းပြီးတော့ကျင်နေရတဲ့ဘွားချင်းတွေကိုပြန်ပြီးတော့မရောက်ချင်ပါမမကြီးကကလေးကိုဘယ်လိုလုပ်လိုက်တာလဲချီးရုံးထဲမှာပြောတဲ့လောက်ကိုကုန်းမော်တင်လို့မရအောင်ဆိုတာသိမှန်လားဒီမမိခမင်းငါတို့နဲ့လိုက်မနေကြုံဆိုရင်အချိန်မီပြန်သွားလို့ရမင်းကိုတိတ်ခေါ်ခြင်းလို့ခေါ်လာခဲ့တဲ့ထင်မနေနဲ့ဟာတော်ရင်မရကလေးကိုအဲ့လိုကြီးဖြီးမစိုးပါနဲ့ချိန်လုံးကပြောလိုက်ရင်မိခရှိကိုမုန်းဖက်တုတ်တွေချပေးလိုက်တော်ပြီသမီးမုံမနေနဲ့တော့ဟုတ်ပြီဘိုင်းစာနေဆိုရင်မုန်းဖက်တုတ်လေးစားလိုက်နော်မိခကဘိုင်းစာနေပြီလို့မုန်းဖက်တုတ်လေးတော့ကိုလှမ်းယူပြီးတော့ဖွင့်လက်စားတော့နေလိုက်ပါဒါနဲ့ရှင်လုံးကဘာလုပ်လဲရှင်လုံးကရင်ဘက်ကိုပုတ်ပြပြီးတော့ငါနာမည်ကတော့စိန်တလုံးနဲ့အဲ့ဒါကတော့မမကြီးလို့ခေါ်တယ်ဦးလေးကိုသမီးကသိပါတယ်ဒါနဲ့ဦးလေးတို့ကဘာလုပ်တယ်လို့လဲရှင်လုံးကဘေးပြီးဝဲရကိုတစ်ချက်အကဲခတ်ကြည့်လိုက်ပြီးတော့မိခါနီကိုတိုးကပ်လိုက်ပြီးဦးလေးကြီးတို့ကတကူးရှင်နေခွဲ့တကူးရှင်နေဟုတ်လားမိခါကအော်လိုက်တဲ့ကရှင်လုံးကနှကမ်းပေါ်လက်ညှိုးကလန့်ဖြတ်တင်ပြီးတော့တိတိနေကိုပြောဆိုလိုက်ပါမိခါကတစ်ချက်စဉ်းစားရင်းနဲ့ဟုတ်ပြီအခုမှသိပြီမိကလေးကသမီးစွမ်းနေရနေတယ်ဆိုပြီးထူးဆန်းနေတာလက်ဆက်တော့ဦးလေးကသမီးကိုအစွမ်းနေပေးခဲ့တာမှစင်လုံးကပြုံးပြပြီးတော့မင်းကတိတ်တော်တာပဲပေါ့ဟုတ်တယ်အဲ့ဒီကမြေပေါ်ကျသွားတဲ့မကြီးကိုလေနဲ့မှုတ်လိုက်တဲ့အချိန်ငါ့ရဲ့အစွမ်းတစ်ခုမင်းကိုထည့်ပေးလိုက်အဲ့ဒီအစွမ်းကကိုပြောသမျှစကားကိုလူတွေနားထောင်နေဆိုမှလားဟုတ်တယ်ပညာရရဆိုရင်တော့ရှားဆက်အားစလို့ခေါ်တယ်ကိုနိုကထွက်တဲ့စကားကိုတစ်ပတ်လူကယူသေးလိုက်နာကြတယ်ပညာရပေါ့ကွာဒီလုံးကမိခါနဲ့စကားပြောနေတဲ့အချိန်မှာပဲတာဝါလိုအညီရတဲ့ပူရာတစ်ခုမှရထားကရက်တက်လိုက်ပါတယ်ခီးတွေကတက်လိုက်ဆင်းလိုက်နဲ့လှုပ်ရှုပ်နေကြအခုရှင်တို့ပြောနေတဲ့ဂိုင်းတို့ပါတယ်ဆိုတာဘာလဲငါတို့ဂိုင်းကရွှေရင်သာဂိုင်းလို့ခေါ်တယ်စိန်လုံးကပြောလိုက်တဲ့အခါမှာမမကြီးကစိန်လုံးမျက်နှာကိုမျက်မှောင်ကျုံကြည့်လိုက်ပြီးတော့ပါဇက်ကနေလည်းအုံအောင်လိုက်ပါမိခါကအဲ့ပြစ်ကိုကြည့်ပြီးတော့မမကြီးဆိုသူဟာဂိုင်းနမဲပြောကြတာကိုမနစ်သက်ချင်ဖြစ်မယ်လို့သိလိုက်ရဟဲ့စိန်လုံးမင်းကငါဘယ်နှခါပြောတာဂိုင်းနမဲလူတွေကြားထဲမှာပြောမှနေလို့မှားမထားဘူးလေမမကြီးရလေဗျဟုတ်ကဲ့ရထားပေါ်မှာပါဗျဘယ်သူမှလည်းကျုပ်တို့ကိုမသိဘူးလို့ဘယ်သူမှလည်းသတိမထားမိပါဘူးဘာပဲဖြစ်ဖြစ်ပေါ်ပေါ်တန်တန်သဘောမထားသိအောင်စိတ်နှလုံးရန်သူဆိုတာဘယ်နေရာမှာမဆိုရှိနေနိုင်ရန်ကုန်ကနေလိုက်ပါလာတဲ့ခီးတွေဆင်းသွားကြဘကုမြို့မော်လမြိုင်မြို့တွေစီကိုဆက်လက်ထပ်သွားကြမယ်ခီးတွေကတော့ရထားပေါ်ကိုတက်လာပြန်ပါတိုက်ပုံဝင်စင်ပြီးတော့ဘိုးကောင်းပေါင်းထားတဲ့လူကြီးနှစ်ယောက်ကရထားတွဲပေါ်မှာစကားတပြေးဝင်းနဲ့တက်လာကြပြီးတော့မိခါတို့ထိုင်နေတဲ့လက်ပြီးကဲမှာထိုင်ကုန်မှာဝင်ထိုင်လိုက်ကြမိခါတို့နဲ့အဲ့လူကြီးနှစ်ဦးကရှောက်လန်းတစ်ခုသာချပါမကြခင်မှာပဲရထားကြီးကတပူပူအော်မြည်ပြီးတော့အဲ့ဘူရာကနေစတင်ထွက်ခါလာတာပါတော့အဲ့လူကြီးနှစ်ဦးကအချင်းချင်းစကားစမိပြောဆိုနေကြရင်မိခါတို့ဘက်ကလက်ကြီးလုံနေတယ်လို့ခံစားလာမိခါကလည်းအဲ့လူကြီးကိုတွေ့လိုက်ကြတဲ့စိတ်ထဲမှာတမျိုးဖြစ်နေပါအဲ့လူကြီးတွေနဲ့အကြည့်ချင်းဆုံမိတဲ့အခါရင်းနေမုန်းတဲ့လူတကယ်တော့ရှင်ဘက်ထဲမှာတစ္ဆုဆိုပြီးဖြစ်လာပြီးတော့အသက်ရှူဝင်မဝတော့ပါအဲ့ဒါကြောင့်မလို့ပါဇက်ကိုဟာလိုက်ပြီးတော့အသက်ကိုမနှဲရှူလူရှူနေရမိခါဘာဖြစ်တာလဲစင်လုံးကမေးလိုက်ပါမမကြီးကမိခါရဲ့လက်အောက်ဘက်ကိုသူ့လက်နဲ့ဖမ်းချုပ်ပြီးတော့ဆုပ်ကန်ထားလိုက်မမကြီးရဲ့လက်နဲ့မိခါကိုထိမိလိုက်တဲ့အခါမှာတော့မိခါတဲ့ကမုန်းကျမှုတွေပြက်သွားပြီးတော့အသက်ကိုမှန်ပြန်ရှူလာနိုင်ပါမမကြီးကနဘေးခုံမှာထိုင်နေတဲ့လူကြီးနှစ်ယောက်ကိုမျက်စောင်းထုတ်ကြည့်လိုက်အဲ့လူကြီးနှစ်ယောက်က PDD မျက်နှာထားနဲ့မမကြီးကိုပြန်ပြီးကြည့်နေကြရှင်ရင်းသာကိုင်ကလူတွေလိုကြားလိုက်လို့ကျုပ်ကဟုတ်ပါမလားလို့တွေးနေမိအဲ့လူကြီးနှုတ်နဲ့ပါးပြင်မှာမှဲ့နေတလုံးရှိနေတဲ့လူကြီးတို့ကစတင်ပြောဆိုလိုက်ပါစင်လုံးကအဲ့လူကြီးကိုကြည့်လိုက်ပြီးတော့လက်စားတက်တော့ခင်ဗျားတို့လက်ချက်ကိုစင်လုံးကထိုင်ကုန်ကနေထားလိုက်ပြီးပြင်တဲ့ခါမှာတော့မမကြီးကကြံတဲ့လက်တစ်ဖက်နဲ့စင်လုံးရဲ့လက်ကိုဖမ်းဆွဲထားလိုက်ပြီးအဲ့နောက်ခေါင်းကိုခါပြရင်မလုံးနဲ့စင်လုံးပြန်ထိုင်နေစမ်း
စိန်လုံးကထိုင်ကုန်မှာမကြင်မနဲ့ပြန်ထိုင်ချလိုက်ပါမမကြီးကအဲ့လူတွေကိုကြည့်လိုက်ရင်မင်းတို့ဒါဘာလုပ်တာအချိန်ကနာမည်ကြီးခဲ့တဲ့ရွှေရင်းသားကိုင်းကလူတွေဘယ်လောက်စွမ်းတယ်လဲဆိုတော့မသိချင်တော့ပါဗျာဒီမဲ့လူကြီးတွေဒီညာကပညာပြိုင်လို့ကောင်းတဲ့နေရာမဟုတ်ဘူးနော်ပါလေခမရကြောက်လို့လားမှတ်ပါသေးနင်တို့လိုမလောက်လေးမလောက်စားရလောက်ကိုငါကကြောက်เสียလားဒါဖြင့်ကျုပ်တို့နဲ့ပညာပြိုင်ကြတာပေါ့ဗျာဟုတ်ရတာပေါ့မလားပညာပြိုင်နေဆိုတာဘယ်နေရာပဲဖြစ်ဖြစ်ပြန်လို့ရှိရတယ်မမသေးရင်နင်တို့ငါ့ကိုအဲ့လိုမခေါ်နဲ့ဘူးနေရာဘယ်သူမှငါနာမည်မခေါ်ရကြခေါ်တော့ဘာဖြစ်လဲခမရမကြည့်နိုင်ပညာပြိုင်ရမယ်လေဗျတကယ်လို့ခမရနိုင်မယ်ဆိုရင်ကျုပ်တို့အဲ့ဒီနာမည်ကိုဒီတက်မခေါ်တော့ဘူးပေါ့ဗျာအမကြီးကခေါင်းကိုညှိလိုက်ပြီးတော့ကောင်းပြီလေမျိုးနှစ်ယောက်ရှုံးရင်ငါ့ကိုသခင်မကြီးလို့ခေါ်ရမယ်ဟုတ်ပြီခင်ဗျားရှုံးရင်တော့ကျုပ်တို့နှစ်ယောက်ကိုယောက်ျားကြီးလို့ခေါ်ရမယ်နော်လူကြီးနှစ်ယောက်ကအဲ့လိုပြောလိုက်ပြီးရီမောနေကြပါကောင်းပြီလေရှင်တို့ကတိတ်ပြန်ကျင်နေကြတယ်ဆိုရင်တော့ရှင်တို့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရတာပေါ့မင်းတို့နှစ်ယောက်ငါ့ကိုကြိုက်တယ်ဒီနဲ့တိုက်ကြတော့မင်းတို့တိုက်ဘက်ကိုငါတစ်ချက်ခံလိုက်ရပြီဆိုရင်ငါရှုံးမယ်ခင်ဗျားကြီးအပြောမကြီးနဲ့နော်ငါကနင်တို့လိုလေကြွားတယ်မဟုတ်ပါဘူးဒါဖြစ်ရင်လေကျုပ်တို့ခမရကိုမညာတော့ဘူးရမင်းနဲ့လူကြီးကမမကြီးကိုတစ်ချက်စူးစိုက်ကြည့်လိုက်တဲ့ခါမှာတော့မမကြီးကတွန့်နေတဲ့တစ်ချက်တုံသွားပါအဲ့နောက်မှာတော့အဲ့လူကြီးကိုပြန်နေစိုက်ကြည့်လေလူသားပညာပြိုင်ကြတယ်ဆိုပေမဲ့လည်းမိသည့်နီလန်းနဲ့ပြိုင်ဆိုင်နေကြမှန်းတော့မိခါကနားမလဲပါခဏကြာတဲ့ခါမှာနောက်လူကြီးတယောက်ကတိုက်ပုံအင်ကြီးအိတ်တွင်းကနေဖောင်တင်တစ်ချောင်းကိုထုတ်လိုက်ပြီးတော့ဖောင်တင်ရဲ့အဖုံချွတ်လိုက်ပါအဲ့နောက်မှာတော့ဖောင်တင်ရဲ့ထိပ်ပြားချုံကိုမမကြီးဘက်ကိုဥတီပြီးလှည့်ထားလိုက်စိန်လုံးကမမကြီးရဲ့မျက်နှာကိုကြည့်လိုက်ပြီးတော့မမကြီးတယောက်မဟန်တော်မှန်းကိုတီးလိုက်ရဒါကြောင့်မလို့စိန်တလုံးကအဲ့လူတွေကိုပြန်လဲတိုက်ခိုက်ဖို့အတွက်ပြင်ဆင်လိုက်ပါမလုံးနဲ့စိန်တလုံးမင်းချင်းချင်းနေစမ်းဖြစ်ပါမလားမမကြီးနှစ်ယောက်တယောက်ပြန်နေတာနော်ညှတာတဲ့ပွဲမဟုတ်ဘူးဗျငါလိုခိုင်ကောင်းတဲ့တယောက်ကဘာမဟုတ်တဲ့လူလေးနှစ်ယောက်ကိုမနိုင်ဘူးဆိုရင်ငါတို့ခိုင်းတိတ်ကကြာတော့မှာမို့စိန်တလုံးရဲ့မင်းအသာဖဲနေကြမှာမမကြီးကပြောတာကြောင့်လို့စိန်လုံးကငြိမ့်နေလိုက်ရမကြခင်မှာပဲဖောင်းတွေကိုကန်ပြီးတော့ချိန်ရွယ်ထားတဲ့လူကြီးကလက်တစ်ဖက်ကတဖြည်းဖြည်းနဲ့တုံရင်းလာဖောင်းတွေဥကြုံကဆင်းကျင်ဘက်ရက်စီကိုတဖြည်းဖြည်းနဲ့လှုပ်ရှားနေတာတွေ့လိုက်ရအဲ့လူကြီးကလည်းဖောင်းတွေကိုအားဆိုင်ပြီးတော့မမကြီးဘက်ကိုပြန်ဆွဲနေပြီပဲဖောင်းတွေကတစ်ဖက်စီကိုပြန်ပြီးလှည့်မလာဘူးအလားတူပဲမမကြီးကိုစိုက်ကြည့်နေတဲ့လူကြီးတယောက်ကလည်းချွေးတွေထွက်လာပြီးတော့မျက်နှာမှာတစ်ချက်မဲ့မဲ့သွားဖောင်းတွေကလည်းလူကြီးကဖောင်းတင်ထိပ်ဥကြုံမှာစိုက်ကြည့်နေတဲ့လူကြီးဘက်ကိုညှို့မိသွားတဲ့အခါစိုက်ကြည့်နေတဲ့လူကြီးကတကူလုံးတုံရင်သွားပြီးတဲ့နောက်ကျရားထိုင်ကိုနောက်မိဖို့ပလက်လန်ပြီးလဲကျသွားပါတော့။ဖော်လင်ကင်ထားတဲ့လူကြီးကလည်းတစ်ချက်ညှဉ်းညူလိုက်ပါ။လမ်းကျသွားတဲ့လူကြီးကအမြင်ပြန်ထားလိုက်ပြီးတော့တကယ်ပဲရွှေရင်းသာကရဲ့ပညာကမသေးဘူးဆိုတော့သိလိုက်ရပါပြီ။မမကြီးကနှစ်ဖူးမှဆုပ်နေတဲ့ချွေးတွေကိုလက်ကင်ဘွားလေးတစ်ချက်ထုတ်အသာတုပ်နေနဲ့ဒါဆိုမင်းတို့ကလေးတိုင်းငါ့ကိုတခင်မကြီးလို့ခေါ်ပြီးတော့အဲ့လူကြီးမျိုးကမျက်နှာပြတ်သွားပြီးတော့နောက်တစ်ခါကြုံကြရင်တော့အဲ့လိုခေါ်တာပေါ့ဗျာအခုတော့ကျုပ်တို့ကိုသွားခွင့်ပြုပါအဲ့ဒီနောက်ကထိုင်နေရကနေမတ်တက်ထရက်လိုက်ပါဖောင်းနေကိုကင်ထားတဲ့လူကြီးကဖောင်းနေကိုပြန်လဲသိမ်းဆဲနေနေဒီလောက်ပညာတွေထက်ရတာနဲ့ဆေးလေးရောင်းစားနေတော့ကျုပ်အံ့ဩမိပါအဲ့နောက်အဲ့လူကြီးနှစ်ဦးကယထာအတွက်အနောက်ပိုင်းစီကိုလမ်းလျှောက်သွားပါတော့စိန်လုံးကအလွန်ဝမ်းမြောက်သွားပြီးအားပါရအော်ဟစ်လိုက်ပါဘလို့လဲကွာမင်းတို့ကောင်နေမှတ်ပြီမလားမင်းတို့ရဲ့အစင်ကနားချေးပုံတွေကလောက်ကောင်စင်လောက်ပဲရှိပါတယ်ကွာတော်စမ်းမစိန်လုံးရဲ့ဘဝနိုင်နေပြီဆိုပြီးသွားပြီးမဆတော့တင်ဘူးကွာတို့ကဂိုင်းတစ်ခုရဲ့ဆရာကြီးဖြစ်မယ်သူတို့နှစ်ယောက်ကနိုင်လိုက်ပြီမဲ့ဒါကိုသူတို့ကမကျင်တဲ့လူတကိုင်းလုံးခေါ်ချလာပြီဆိုရင်ဘယ်လိုလုပ်မလဲစိန်လုံးဒါဆိုရင်လည်းဗျာအသက်ချင်းလဲလိုက်ကြတာပေါ့ကြောင်ဆိုတာလက်သေးဖွက်ထားတယ်စိန်တလုံးရဲ့လက်သေးဖွက်ထားတဲ့အချိန်မှာကြောင်ကလေးကချစ်စရာကောင်းပြီးတော့သူများကိုအနေမပြုတ်နိုင်ဘူးလို့ထင်ရပြီမဲ့တကယ်တော့ကြောင်ဆိုတာအစွမ်းထက်တဲ့မိုးဆိုးတယောက်အသားစားကောင်တယောက်ပဲစိန်တလုံးကခေါင်းကိုတစ်စက်စက်နဲ့ညှိလိုက်ပါမိခကမမကြီးကိုအထူးဆက်မျက်လုံးနဲ့မော့ကြည့်မင်းစီမှာမေးချင်းနဲ့မိကုန်းနဲ့အများကြီးရှိမယ်ဆိုတော့ငါသိတယ်မိခဒါပေမဲ့အဲ့ဒီဟာကိုလုံခြုံတဲ့နေရာရောက်မှာပဲငါဖြေရောတို့မကြရင်ဘကိုးကိုရောက်တော့မှာပါရထားကြီးကတညင်ညင်နဲ့တရားစွမ်းနဲ့ဆက်လက်မောင်းနေလာခဲ့ပါဘကိုးကဒါနေဆင်းလာပြီးတဲ့နောက်မှာတော့မြင်းလဲတစီငှားပြီးတော့မြို့ရင်းကိုဝင်လာခဲ့ကြဟင်းသာကုန်းလို့ခေါ်တဲ့ရက်ွက်တစ်ခုတွင်ကိုရောက်လာခဲ့ကြပြီးအင်ကြီးတစ်လုံးရဲ့အရှိမမြင်းလဲကိုရက်တန့်လိုက်ပါစိန်လုံးကမြင်းလဲဘဝနဲ့ခုံဆင်းပြီးလိုက်တဲ့နောက်မှာယူကြီးတယောက်တစ်ခွဲအော်ဟစ်ပစ်လိုက်ပါ
ကြီးကုန်းပါပြီဗျာကျုပ်တို့ဆေးလေးကုန်ရောကုန်းပါပြီမမကြီးကမြင်းလဲဘဝနေဆွေကနေခုံဆင်းလိုက်ပါမိခါကလည်းဆင်းသက်လိုက်တဲ့အခါမှာမီးလောင်ပြီးတော့ပြတိကျနေတဲ့မြေကွက်လက်ကြီးတစ်ခုကိုမြင်တွေ့လိုက်ရတယ်မီးမလောင်မကျန်နေခဲ့တဲ့တစ်သားတိုင်းတွေကတော့ထိုးထောင်နဲ့ထွက်ပေါ်နေကြပါတယ်အကျယ်စီးပုံတွေကြမှာမီးကုန်းငွေတွေကထိုးထွက်နေပါမင်းကလေးချို့ကအဲ့ဒီမီးလောင်မြေကြီးမှာအတွင်းမှာရှိနေကြတယ်မီးမလောင်မကျန်ရှိနေတဲ့ပစ္စည်းတွေကိုလှန်လို့ရှာဖွေနေကြဒါဘလို့ဖြစ်တာလဲမမကြီးကအုံးရလိုက်တဲ့အခါမှာတော့မင်းကလေးတို့ကပြေးလာပြီးတော့မမကြီးမရှိတဲ့ချိန်ဟိုလူတွေလာပြီးတော့ဖျက်ဆီးသွားတာပါပဲမမကြီးဘယ်သူတွေလာလဲအဲ့ဒီမင်းကလေးကခေါင်းခါပြလိုက်ဘုံမြပဲပါလေမီးလောင်မှုနဲ့ပလိတ်တွေကဖမ်းပေါ်သွားကြပါတယ်မမကြီးကတောက်တစ်ချက်ခေါ်လိုက်စိန်လုံးကအားမလို့အားမရဖြစ်ပြီးဒီလူတွေကမမကြီးမျိုးကထွက်သွားတာကိုသိလို့တမင်လုံးကြံခဲ့တာပဲတော်တော်အောက်တန်းကြတဲ့လူတွေဗျာလူတွေကဒီတိုင်းပဲစိန်တယ်လို့ငါရှိနေတဲ့ချိန်ဒင်းတော့ငါရှိမှပေါ်မလာရေးပဲနဲ့ငါမရှိဘူးလဲဆိုတော့အခုလိုလုံးချင်တိုင်းလှုပ်သွားကြတာပဲမမကြီးကမြင်းတဲ့ဘုံကိုပြန်တက်လိုက်ပါကဲစိန်တယ်လို့မြင်းတဲ့ဘုံကိုတက်ငါတို့ကတ်တဲစီကိုသွားကြမိခါတို့ကမြင်းလဲဘုံကိုပြန်တက်လိုက်တာနဲ့ပဲဘဟုမျိုးမှကတ်တဲစီကိုထွက်လာခဲ့ကြပါကတ်တဲအတွင်းမှာတော့ပလိတ်တွေကပြပန်းခမရလှုပ်ရှားနေကြပါမမကြီးတယောက်ကတ်တဲအတွင်းကိုဝင်လိုက်တာနဲ့ပလိတ်တွေကတန်တော်နဲ့ငင်းဟောကြည့်နေကြမမကြီးကမိခါကိုထားခဲ့ပြီးတော့ကတဲကြီးရဲ့ရုံငန်းအတွင်းကိုတူးလေးဝင်ရောက်သွားပါခဏကြာတဲ့အခါမှာတော့မမကြီးကပြန်ထွက်လာစိန်လုံးကသိကျင်လုံးလာကြမလို့အချင်းနေဘလို့ရှိတယ်မမကြီးကခေါင်းခါပြလိုက်ပြီးတော့ဒီတိုင်းဆိုရင်ဘုံမြတယောက်3လလောက်တော့ထောင်ထဲမှာနေရမယ်တူပါရဲ့စိန်တလုံးမှာထိတ်လန့်သွားပါမမကြီးတို့မှာပလိတ်တွေရဲ့အခုကြီးနဲ့အချုပ်ခန်းအတွင်းကိုဝင်လာခဲ့ကြမမကြီးကိုမြင်လိုက်တာနဲ့အဖိုးကြီးတယောက်ကထပြေးလာပြီးတော့တန်တိုင်းကြီးအနီးကိုတိုးကပ်လာတယ်ဘလို့ဖြစ်ရတာလဲဘုံမြအဖိုးကြီးကခေါင်းငိုင်းဆိုင်ချလိုက်ပြီးတော့ဒါဒီအလုံးကကျွန်တော်မတွေပါမမကျွန်တော်ဆေးလေးခုံကိုမဆောင်ရှောင်နိုင်ခဲ့ဘူးရှင်မလို့ရတတိကျပြောလို့မရပါဘူးဘိုးမြကြီးလူမုံမာဆိုတာကသူတို့ရုံမာဖို့အတွက်ညီကွေးတစ်ကောင်လိုပဲအမြဲတမ်းချောင်းမြောင်းနေတတ်တာမဟုတ်လားစိန်လုံးကတန်တိုင်းလေးကိုတိုးကပ်သွားပြီးဘယ်သူလုပ်တာလဲဘိုးမြဒါဘယ်သူလက်ချက်လဲဘယ်ကလုပ်တာလဲဘိုးမြကမမကြီးရဲ့မျက်နှာကိုတစ်ချက်ကြည့်လိုက်ပြီးတော့မမကြီးကခေါင်းခါပြလိုက်ရှင်ပြောပြကြမလို့ပါဘူးဘိုးမြမမကြီးဘယ်လိုပြောလိုက်တာလဲဗျဘယ်သူလုပ်ခဲ့တာလဲဆိုတော့ကိုသိတော့မှကျုပ်တို့ကလက်စားပြန်ကြည့်လို့ရမှာမဟုတ်လားမမကြီးကဘယ်လိုပါဆိုတော့ကိုသိရင်မင်းလက်တော့မပြန်ပါဘူးလို့ကြည့်ပေးတာစိတ်နှလုံးဒါတော့ဘယ်ရမလဲမမကြီးကကျုပ်တို့ခိုင်းကိုလုံးကြံခဲ့တဲ့သူကျုပ်ကလက်စားချင်မယ်အသက်ကြီးလဲတင်တယ်လဲရမှာမဟုတ်မမကြီးအဲ့ဒါကြောင့်မင်းကိုမပြောပြတာစိတ်နှလုံးအမတို့ကနေစင်ပွားပြီးတော့အမတွေဖြစ်သွားတယ်ဒါဆိုစိတ်လေးခုံပြီးရုပ်ခါတာကိုကျုပ်တို့ကဒီတိုင်းငြိမ်ခံရမှာတော့လားမမကြီးမင်းစိတ်ထဲမှာခံမြင်ကြလို့ငါလည်းခံမြင်ပါတယ်ကွာစိတ်လုံးရဒါပေမဲ့အာမတန်တဲ့အချိန်မှာမန်ကိုလျှော့ထားမယ်မဟုတ်လားအခုကိစ္စကိုလေဒီတိုင်းငြိမ်ခံလိုက်တာမဟုတ်ဘူးဒီကိစ္စကိုတိမှတ်ထားလိုက်တာငါတို့အသာစီးရတဲ့တနေ့ငါတို့ကိုဒီလိုလုပ်ခဲ့တဲ့သူကိုပြန်ပြီးလက်စားချင်မှာပါမမကြီးကပြောလိုက်တဲ့အခါမှာတော့စိတ်လုံးကအနှဲငယ်စိတ်သက်သာရသွားပြီးလက်သီးကိုပြစ်နေအောင်ဆုပ်ထားပါဟုတ်တယ်မမကြီးအလက်ကြရင်တော့မနှဲ့ကြီးပါဗျာဘုရားကမိခါကိုကြည့်လိုက်ရင်ဒါနဲ့သူတွေကဘယ်များလဲမမကြီးသူကတို့ရဲ့ကလေးပဲဘုရားကမျက်လုံးပြူသွားပြီးတော့ဒူးထောက်ထိုင်ချဦးညွှတ်လိုက်ပါမိခါကအသက်ရွယ်ကြီးနေတဲ့သူကအဲ့လိုပြုမှုနေတာကြောင့်အလုံးကိုအံ့ဩမိသွားမမကြီးကလည်းအပူတွေလုံနေပါနဲ့ဘုရားရှင်းလို့တော့လူတွေမြင်းကောင်မှာပြဿနာတွေဖြစ်ကုန်ကျုပ်ကခိုင်းလူကြီးကိုလေးစားလို့ပါမမကြီးကမှုကြီးကိုငွေနဲ့လက်ထုတ်ကိုကြိုးစားမယ်အဆင်မပြေခဲ့ဘုရားအဲ့ဒါသူတို့ကရှင်းကိုတခြားမီးရှို့မှုတုံးနဲ့တန်မြတ်တဲ့ခံဖြစ်သတ်မှတ်ထားကြဖြစ်နိုင်ပါလားမမကြီးကျုပ်ကတရုတ်လုံးလုံးနေတဲ့ဆေးလိပ်ကိုပြန်ပြီးမီးရှို့တယ်ဆိုတာဖြစ်နိုင်ပါလားဒီကိစ္စကရှင်းပြတယ်လို့မယူရှင်းဘူးမြတ်ဒါကျမတို့ကိုမလိုတဲ့သူတွေကပေါင်းပြီးကြံစီတာပဲကြံစီနေတဲ့ကျမတို့ကတော့တစားစီပြိုဝဲတော့ကြီးရွယ်ပြီးတော့လှုပ်ကြံခဲ့တာဒီတော့ရှင်လည်းဒုက္ခခံလိုက်ပါခိုင်းအတွက်ဆိုအသက်တောင်ပေးဝတ်ထားပြီးမမကြီးဒီလောက်ကတော့မှုပါအခုချိန်ကစပြီးတော့ရွှေရင်းသာကိုင်းကိုပြန်ထီထောင်တော့မယ်ဘုရားတချင်ကလို့နာမည်ကြီးပြီးတော့ဩဇာကြီးမားခဲ့တဲ့ခိုင်းဖြစ်အောင်ကျမတို့ပြန်ထူထောင်ကြရမယ်ဒါပေမဲ့ဒါတွေကခိုင်းညုကြီးရဲ့ဆန္ဒနဲ့မြန်စင်ကြယ်ကြနေမှာမဟုတ်ခိုင်းညုကြီးကမရှိတော့မလားပြီးတော့အခုဖြစ်ရကိုကြည့်ရင်ဒါကျမတို့ကိုတသက်ဆော်ကားတာကျမတို့ခိုင်းညုကြီးရဲ့အမိန့်ကိုလိုက်နာပြီးတော့လက်သေးဝတ်ခဲ့ရတာလည်းများပြီကောင်းကောင်းနေခဲ့ကြတာလည်းများပြီအခုချိန်ကစပြီးကျမတို့ငကားမန်းသိအောင်အမောက်ထောင်ပြရက်စက်ကြမ်းကြုတ်တမန်သိအောင်လို့လက်သေးထုတ်ပြရမယ်အချိန်ပဲပို့မြတ်မမကြီးဆုံးပြတာဆိုတော့အောင်မြင်ပါပါမမကြီး6လအတွင်း
ရွှေရင်းသာကိုင်ကိုပြန်လဲထူထောင်မယ်တနေ့အတွင်းမှာရွှေရင်းသာကိုင်ကအရင်ကနာမည်ကုန်တဲ့နေပြန်လဲပိုင်ဆိုင်နိုင်ရလိမ့်အဲ့ဒီနောက်သုံးဦးသာကတဲ့အတွင်းကနေထွက်လာခဲ့လိုက်ကြစီးရဲကုန်ကြီးမရှိတော့ဆိုတော့ကျုပ်တို့ဘယ်လိုလုပ်ကြမလဲမမို့နန်းတော်ရရက်ကောက်ကိုတွားအဲ့ဒီမှာဒေါ်လေးခင်လို့ရှိသေးတယ်မလားစင်လုံးကလည်းခေါင်းညှိလိုက်ပြီးတော့မြင်းလဲကိုတက်လိုက်ပါနန်းတော်ရရက်ကောက်မှာတော့ရေနံကြီးတုတ်ထားတဲ့အိမ်နဲ့ကြီးတစ်လုံးရှိပါအိမ်နဲ့ကြီးပေါ်ကိုမမကြီးတို့သုံးဦးကတက်လာခဲ့လိုက်ကြအိမ်မော်တဲ့ကျမ်းမှာတော့ဖြားတစ်ချက်ခင်းလာပြီးတော့အိပ်ဖြာပေါ်မှာယောဂီဝတ်စုံလို့အညိုပုံရောင်ဝတ်စုံဝတ်ဆင်ထားတဲ့မိန်းမကြီးတယောက်ကတင်မလေးကိုထိုင်ပြီးတော့နေပါအဲ့ဒီမိန်းမကြီးကအုံလုံးရှိစပင်းတွေကကြားစံနေလို့ပဲဆွဆွဖြူနေပါအဲ့မိန်းမကြီးကမျက်နှာကိုချထားပြီးတော့တရားအားထုတ်နေတဲ့နဲ့တူလာပါမောင်ကြီးကအိမ်မော်ကိုတက်လာပြီးတဲ့နောက်မှာတော့မတက်ရက်နေလိုက်အဖကြီးကအနောက်ကိုလင့်မကြည့်ပဲနဲ့မင်းတို့ဒီကိုရောက်လာမယ်လို့ငါကြိုးသိပြီးသားပါဒီမှာပဲဖားကြီးရဲ့ဦးကောင်ကအနောက်ကိုခြာကနေလဲသွားပါမိခအိပ်ပြေကိုကြည့်အလွန်ကြောက်လန့်ထိတ်လန့်မိသွားအဖားကြီးရဲ့ကိုယ်လုံးကအရှိမမျက်နှာမူထားပေမဲ့လေဦးကောင်တစ်ခုတည်းကအနောက်ကိုလှည့်လည်နေခြင်းဖြစ်ပါတယ်ထိုင်ကြပါကွယ်ထိုင်ကြပါစိန်လုံးနဲ့မိခတို့ကကျမ်းမြေမှာထိုင်ကြလိုက်မယ်လေမမကြီးကတော့ကလထိုင်တစ်လုံးပေါ်မှာအကြနာထိုင်လိုက်ပါမိခအိပ်ပြေကိုကြည့်မနှိမ့်မြို့တကယ်ဆိုရင်အသက်ကြီးတဲ့လူကအပေါ်မှာပဲထိုင်မယ်မလားလူတိုင်းမှာအသက်အရွယ်ကအဓိကမဟုတ်မိခပညာကအဓိကပညာရှိမြင့်တဲ့လူကိုပို့ပြီးတော့လေးစားကြဒါကြောင့်ခုနကပိုးမြရောခုအဖားခင်ဦးပါသူတို့တဲ့အသက်ငယ်တဲ့မမကြီးကိုလေးလေးစားစားဆက်ဆံရတယ်မို့လားခွာတော်မှနမဲကိုမခေါ်ဘဲနဲ့မမကြီးလို့ခေါ်ကြရတယ်မလားမိခရဲ့ဒီလုံးကပြေဆိုလိုက်တဲ့အခါမှာမိခကနားနဲ့သဘောပေါက်သွားတာအဖွားခင်ဆိုတဲ့အဖွားကြီးကမိခကိုတရားစိုက်ကြည့်နေမင်းကတော့ပြဿနာကြီးကြီးတစ်ခုတဲချလာတာပဲမမကြီးဟုတ်တယ်အဲ့ဒီပြဿနာကြီးနဲ့ခိုင်းရှိကိုင်ကိုမှွေနောက်ပြီးတိုက်ခိုက်ပြဖို့အခုဘယ်လိုဆက်လုပ်ကြမလဲစိတ်ကူးတယ်မလားဒေါ်လေးခင်ကခိုင်းကအရေးပါတဲ့လူတွေကိုဒီညနေစူးရုံးပေးပါအဖွားခင်ကတပြင်းချက်ချလိုက်ရင်ဘာလို့ခိုင်းကအစိမ့်စီမှာကြည်ခဲ့သွားခဲ့ပြီးမလိုက်အခုချိန်ကျမှခိုင်းကိုပြန်လဲပြီးတော့စီးရုံးလို့ဆိုတာကမတွေ့တဲ့ကိစ္စတော့မဟုတ်တော့ခိုင်းရဲ့ဌာနချုပ်ဖြစ်တဲ့စီလေးခုံနဲ့ခိုင်းဆောင်တော့မှဖြည့်စည်းခံလာပြီမလားဘာလို့ခိုင်းမှအနာဂတ်မရှိတော့မမိုက်ဟောဒီကလေးကကျမတို့ရဲ့အနာဂတ်ပဲတော်လေးခင်အရင်နောက်ကြပါပြီမမိုက်အရင်ကခိုင်းပေါ်ရှိခဲ့တဲ့တင်အောင်စင်ကြောင့်လို့အမိုက်ခိုင်းတဲ့အတိုင်းခိုင်းသားအဟောင်းတွေကိုစူးရုံးပေးပါမယ်ဒါပေမဲ့ခိုင်းတိဖွဲ့တဲ့ခါမှာတော့ငါမပါတော့ချိန်လုံးကမျက်လုံးပြူးသွားပြီးတဲ့နောက်အဖောင်းခင်ဘာလို့ပဲဖြစ်မလဲဗျအဖောင်းခင်လည်းတော့စဉ်းစားပြီးပါငါတည်းနဲ့စဉ်းစားပြီးမှပြောတာပဲစိန်လုံးကြီးငါတည်းရကလည်းအရင်လိုတိုက်ခိုက်နိုင်နေကြမဟုတ်တော့မမကြီးကခေါင်းနေလိုက်ပြီးတော့ကောင်းမှပြီးတော့လေးခဲ့ခိုင်းသားဟောင်းတွေကိုစူးရုံးပြီးအမိန်ကကျမတို့လေးခင်ကိုပေးတယ်နောက်ဆုံးအမိန်မှာအဖောင်းခင်ကခေါင်းနေလိုက်ပြီးတော့လိုက်နာပါမယ်မမကြီးကဆေးဘောလေးတစ်လေးကိုထုတ်ပြီးတောက်နေအဖောင်းခင်ကဦးခေါင်းကိုတစ်စက်စက်လှုပ်ခါပြီးတော့နှစ်ဘူးတလူဖြစ်နေပြန်ဒီကားကတီးကျင်လုံးလာကြောင့်နဘေးကစိန်လုံးကိုကြည့်လိုက်ပြီးတော့အဲ့ဒါဘာလို့လဲဦးခိုင်းသားတွေကိုမနောအဟုံနဲ့ဆက်သွယ်နေရပဲမိကာအဲ့လိုဆက်သွယ်လို့ရတယ်လားမကြခင်မှာပဲအဖွားခင်ကခေါင်းကဆက်ကျသွားပြီးတော့ငါအကုန်ဆက်သွယ်ပြီးခဲ့ပြီးမမကြီးဒါမလားတော့သူတို့ကိစ္စပဲပေါ့အဲ့ကမိကာဒါနဲ့အဲ့ဒီရွှေဟင်းသာခိုင်းကြောင်းဘိုးရောင်ရင်ရှင်းပြမယ်လို့ပြောထားရင်နော်မမကြီးကခေါင်းကိုခါလိုက်ပြီးတော့ထိုင်နေရနေထားလိုက်ပြီးငါတော့စကားများမပြောချင်အဲ့လိုပြောလိုက်ပြီးအရောက်ထုတ်ကိုဆင်းသွားပါစင်လုံးကစကားပြောရင်ပြင်လိုက်တဲ့ခါမှာဟွာခင်ကငါတို့ခိုင်းရဲ့နောက်ဆုံးခိုင်းသားဖြစ်တယ်မင်းကခိုင်းချောင်းကိုထဲထဲဝင်သိလို့စင်လုံးကခေါင်းကိုကုပ်လိုက်ပြီးတော့ဒါတော့ဓာတ်ဖို့ဟွာခင်ကဒါပေမဲ့မိခါကိုဘယ်သူကပြောပြမှာလဲဗျငါပြောပြမယ်လေမိခါကခေါင်းညှိလိုက်ပါဟွာခင်ကရီဝေနေတဲ့မျက်လုံးနဲ့ဝေးတနေရာကိုဝင်ကြည့်ပြီးတော့အဲ့ဒီဘဘမျိုးမှာလောကီခိုင်းကိုယ်ဝိုင်းရှိရဲ့ဗျအဲ့ဒီခိုင်းကိုယ်ဝိုင်းမှာရွှေရင်းသာခိုင်းဆိုတဲ့ခိုင်းကပထမဆုံးစတင်အောင်ခဲ့တဲ့ခိုင်းဖြစ်တယ်လို့ခိုင်းသူခိုင်းသားတွေနဲ့တပည့်တစ်ပန်းနဲ့အများဆုံးခိုင်းတစ်ခုပေါ့ကွရွှေရင်းသာခိုင်းကိုဘင်းရင်အောင်မင်းတရားကြီးကဟန်သာဝီကိုပြင်လဲတကြောင်ခဲ့တဲ့အချိန်မှာစတင်တကြောင်ခဲ့အခုဆိုရင်ခိုင်းသက်ကနှစ်ပေါင်း300ကျော်400နီးပါးရှိနေဆိုရမှာပေါ့ဒါပေမဲ့အခုကဘယ်လိုဖြစ်နောက်ဆုံးခိုင်းကျုပ်ဒီလက်ထက်မှာခိုင်းရှိခိုင်းရပိုးပေါင်းပြီးတော့ရွှေရင်းသာခိုင်းကိုဖြိုခွင်းခဲ့ကြပုဂ္ဂိုလ်ကြီးကမကျဉ်းတတ်မှုတွေအရင်ရင်ကရန်ရွေးကြောင်းလည်းပါမပေါ့လေဒါကြောင့်ငါတို့ခိုင်းကမှိမ့်မိန်ကြငါတို့ခိုင်းပြိုဝဲပြီးသွားတဲ့နောက်မှာဘဘိုးမှာခိုင်းရှိခိုင်းရမင်းမှုနေအဲ့ခါအစင်းလုံးကကျုပ်တို့ခိုင်းကမြို့ဝဲသေးပါဘူးဘာခင်ရတယ်အခုဒီရှိနေတယ်မဟုတ်လားအခုရှိနေတဲ့ခိုင်းဆိုတာကတစ်ချိန်ကရွှေရင်းသာခိုင်းရဲ့အစွန်ဖျားလောက်တော့မှအင်အားမရှိဘူးစိတ်လုံး
ခင်ပြောလိုက်တဲ့အခါစိန်လုံးကပါဇက်ပိတ်သွားတယ်။ဘယ်ရမစို့ဖြစ်စဉ်တိုင်းဖြစ်ပြီးပြည့်စဉ်တိုင်းပြည့်စမဲမှုလို့အခုလဲငါတို့ခိုင်းလုံးဝပြည့်စည်တော့ဖြစ်လာပြီလို့ယူဆပါတယ်ပဲ။မိခါကကိုယ့်ကိုယ်လက်ညှိုးထိုးပြီးတော့ဒါဆိုသမီးအောင်မင်းကနောက်ဆုံးခိုင်းတူကြီးရဲ့တူရီတော့ရင်သွေးပဲ။ဒါဖြစ်ရင်ဦးနာမမိုက်ဆိုတော့သူကခိုင်းတူကြီးရဲ့ညီမငယ်ဆုံးပဲမင်းနဲ့ဆိုရင်အတော်တော်မှာမို့မိခါကစိန်လုံးကိုလက်ညှိုးထိုးလိုက်ပြီးတော့ဒါပြင်ဒီဦးလေးရစိန်လုံးကငါတို့ခိုင်းရဲ့နောက်ဆုံးတစ်ပည့်ပုံမျက်စိကြည့်စဉ်ကိုကြင့်နေနဲ့ကြင့်စဉ်ကိုမထိန်ကျုံနိုင်တော့အကြောင်းမလို့မျက်စိတစ်ဖက်ကပျက်စီးသွားခဲ့တဲ့သူပေါ့လေအဲဒီခါစိန်လုံးကမျက်စိတစ်ဖက်လက်နေတဲ့မျက်လုံးကိုအုပ်ဆိုင်ထားနေတည်ပြားယူချွတ်ပြလိုက်ပါပျက်စီးနေတဲ့မျက်လုံးကနီရဲနေပြီးတော့ဗရန်များလုံးနဲ့ပါတူသွားအဲဒီမျက်လုံးကအနီအောင်အလင်းတွေကပေါ်လိုက်ပြောက်လိုက်နဲ့မိတ်တမိတ်တော့ဖြစ်နေဒါဆိုရင်ထောင်ကျသွားတဲ့ဘိုးမြဆိုလူရောဘိုးမြကနန်းထိန်ပဲမင်းသားလေးအောင်ပြောရင်တော့ခိုင်းဆောက်ဦးကြီးကိုဆောင်းနေရတဲ့သူပေါ့လေဒါဖြင့်ဖွားအောင်ဖွားခင်ကပြုတ်ပြလိုက်ပါငါခိုင်းရဲ့မနှောအာယုံစိတ်အာယုံပညာရဲ့တွေကိုတင် जा ပေးရတဲ့သူပေါ့ဒီကနိုင်ငံနားလဲသွားပြီဖြစ်ပါမင်းရဲ့ဘွားလန်းကိုမင်းကိုယ်တိုင်ရွေးချယ်ရတော့မယ်ကလေးမတကယ်လို့မင်းသားမင်းပြေလျှောက်ခဲ့တဲ့ခိုင်းလန်းတွေကိုရွေးချယ်မယ်ဆိုရင်မင်းရဲ့ဘွားကအင်မတန်မှခက်ခဲတင်းတန်းနေမင်းလည်းကိုရွေးမချယ်ဘူးဆိုရင်တော့မင်းရဲ့ဘွားကတာမန်လူကြောက်လိုပဲဖြတ်တန်းနိုင်နေမယ်ထင်ပါတယ်အဲ့ဒီကဘေးမှာထိုင်နေတဲ့စိန်လုံးကမိခမင်းဒီလမ်းကိုရွေးချယ်ရလိမ့်မယ်။ဘာလို့လဲဆိုတော့မင်းကငါတို့ရဲ့ညှို့နှင်းချက်ခိုင်းတဲ့တွေအားလုံးညှို့နှင်းချက်အရာတစ်ခုပဲသူ့ကိုတိတ်ပြရမေးပါနဲ့စိန်လုံးတွေ့ရပါဘူးသူကိုယ်တိုင်ရွေးချယ်ပါ။ညနေရောက်ရင်ခိုင်းလက်ကျန်ဖွဲ့သားတွေဒီအိမ်ကိုရောက်လာကြလိမ့်မယ်။အဲ့ဒီခါကျရင်မင်းလျှောက်ချင်တဲ့လမ်းကိုမရွေးရတော့မယ်ကလေးပါ။မိခကစိတ်တွေရှုပ်ထွေးလာခဲ့ပါဆရာကဆိုရည်သားထားတဲ့အဝိဇ္ဇာတော်တောင်းအတွက်တည်းမှာစာစဉ်သုံးဖြစ်တဲ့အဝိဇ္ဇာတော်တောင်းနဲ့ရွှေရင်းသာကိုင်းဆိုတဲ့ကံမြတ်ဇလံကောင်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပြီခင်ဗျာ။ဒီဗီဒီယိုလေးကိုချမ်းနေတဲ့ဆိုရင်တော့ like and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။